皆さんこんにちは。今日は第41回の部門について習いましょう。ပထမဆုံးတစ်ခုလေးကကြတော့ဣတာဒါခိမက်လို့မိုလာအိမက်ခူရာဆိုင်မက်ခူလဲမက်စာရှိအာကဲမက်အာကဲမက်ရှာလီမတ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သင်ကြားပေးမှာပါဣတာဒါခိမက်ဆိုရင်လက်ခံရရှိသည်မိုလာအိမက်ဆိုရင်လက်ခံရရှိသည်သူတို့နှစ်ခုရဲ့ကွာခြားချက်ဆိုရင်အထက်လုပ်ကြီးရင်လည်းပြောမှဆိုရင်ယဉ်ကျေးရဲ့အတော်အနှုန်းအနေနဲ့ဣတာဒါခိမက်ကိုနဲ့ဂျင်းနေတဲ့သူမိသားစုတွေနဲ့ပြောမှဆိုရင်မိုလာအိမက်ကိုယ့်ရဲ့လက်အောက်ငယ်သားလို့ပြောရင်လည်းမိုလာအိမက်နဲ့သုံးလို့ရပါတယ်ဒီမှာဆိုရင်ခုလဲမက်ဆိုရင်ကိုယ့်ရဲ့ယဉ်နေတဲ့မိသားစုဆိုရင်ခုလဲမက်အထက်လူကြီးဆိုရင်ခူရာဆိုင်မက်ပေးသည်ဆိုပြီးတော့တောင်းရပါမယ်နောက်တစ်ခုဆိုရင်အာကဲမက်ကလည်းပေးသည်ခူရာဆိုင်မက်နဲ့ခုလဲမက်ကစားပေးသည်မိမိအားပေးသည်ဆိုရင်အဲ့ဒီပဲအမြဲတမ်းလက်ခံရရှိတဲ့သူကဝါတာရှိပဲဖြစ်နေရမယ်မိမိအားပေးသည်ဆိုရင်ခုလဲမက်ခူရာဆိုင်မက်အဲ့ဒါတခုရကြတော့စာရှိအာကဲမက်စာရှိအာကဲမက်ပေးသည်အထက်လူကြီးကိုပေးသည်အာကဲမက်ပေးသည်ယင်းဤရဲ့သူမိသားစုကိုပေးသည်အဲ့လိုမျိုးမှမဟုတ်ဘူးကိုယ့်ရဲ့လက်အောက်ငယ်သားတွေတလိဆန်တွေအပင်တွေအဲ့ဒါတွေစတာတွေကိုပေးမယ်ဆိုရင်ပေးသည်ဆိုရင်အထိပ္ပယ်နဲ့သုံးမယ်ဆိုရင်ယာလီမတ်စတာနဲ့သုံးရပါမယ်နောင်ဝန်ဝနောင်တုန်နိနောင်အိုမိုလာအီမတ်စတာနောင်ဝန်ကနောင်တုစီကနေနောင်ကိုလက်ခံရရှိခဲ့တဲ့နောင်ဝန်ဝနောင်တုန်နိနောင်အိုအီတာဒါခိမတ်စတာနောင်ဝန်ကနောင်တုစီကနေနောင်ကိုလက်ခံရရှိခဲ့တယ်ဝါတာရှိဝဆန်စေနိဟွန်အိုအီတာဒါခိမတ်စတာကျွန်တော်ကဆရာရှိကနေစာအုပ်ကိုလက်ခံရရှိခဲ့တယ်ဝါတာရှိဝတမောတာချီနိဟွန်အိုမိုလာအီမတ်စတာကျွန်တော်ကတငယ်ချင်းရှိရနေပြီးတော့စာအုပ်ကိုလက်ခံရရှိခဲ့တယ်နောင်ဝန်ဝဝါတာရှိနိနောင်အိုခုလဲမတ်စတာနောင်ဝန်ကဝါတာရှိနိနောင်အိုခူရာဆိုင်မတ်စတာနောင်ဝန်ဝဝါတာရှိနိနောင်အိုခူရာဆိုင်မတ်စတာနောင်ဝန်ကဝါတာရှိနိနောင်အိုခူရာဆိုင်မတ်စတာကိုယ့်ရဲ့အထက်လူကြီးဆိုရင်ခူရာဆိုင်မတ်ကိုနဲ့ရွယ်သူယဉ်နေတဲ့သူမိသားစုဆိုရင်ခူလဲမတ်စတာဆန်စီကဝါတာရှိနိဟွန်အိုခူရာဆိုင်မတ်စတာဆရာကကျွန်တော်ကိုစာအုပ်ပေးခဲ့တယ်တိုမိုဒါချီကဝါတာရှိနိဟွန်အိုခူလဲမတ်စတာတငယ်ချင်းကကျွန်တော်ကိုစာအုပ်ပေးခဲ့တယ်နောင်ဝန်ဝနောင်တုနိနောင်အိုအာကေမနောင်ဝန်ကနောင်တုစီကိုနောင်ကိုပြီးတယ်နောင်ဝန်ဝနောင်တုနိနောင်အိုစာရှိအာကေမစတာနောင်ဝန်ဝနောင်တုနိနောင်အိုယာလီမစတာဝါဒါရှိဝဆန်စိန်နိဟွန်အိုစာရှိအာကေမစတာကျွန်တော်ကဆရာကိုစာအုပ်ပေးခဲ့တယ်ဝါဒါရှိဝတမောဒါရှိနိဟွန်အိုအာကေမစတာကျွန်တော်ကတငယ်ချင်းကိုစာအုပ်ပေးခဲ့တယ်ဝါဒါရှိဝဟာနာနိမီဆူအိုယာလီမစတာကျွန်တော်ကပန်းပင်ကိုရေလောင်းခဲ့ပါတယ်ပထမကဣတာဒါခိမက်ဆိုရင်အထက်လူကြီးတဲ့တုံးနဲ့မူလာအိမတ်ဆိုရင်ယင်းနေတဲ့သူမိသားစုအိမ်မှာတုံးနဲ့သူရဲ့အဓိပ္ပာယ်ဆိုရင်လက်ခံရရှိသည်ခူရာဆိုင်မတ်ဆိုရင်ပေးသည်အထက်လူကြီးအားပေးအထက်လူကြီးကမိမိအားပေးသည်ခူလဲမတ်စတာယင်းနေတဲ့သူမိသားစုတွေကနေပြီးတော့မိမိအားပေးသည်စာရှိအာခဲမတ်အထက်လူကြီးဒီမှာတုံးပြီးတော့အာခဲမတ်ယင်းနေတဲ့သူမိသားစုအိမ်မှာတုံးနဲ့ယာလီမတ်စတာဆိုရင်လက်အောက်ငယ်သားရဲ့တိရစ္ဆာန်တွေအပင်တွေမှာတုံးတယ်ဘတ်တေဣဒါဒါခဲမတ်ကဘတ်ပေလို့ရမလားဘတ်တေဣဒါဒါခဲမတ်ဆန်ကဘတ်တေဣဒါဒါခဲနိုင်ကဘတ်တေမူလာအေမတ်ကဘတ်တေမူလာအေမတ်ဆန်ကဘတ်တေမူလာအေနိုင်ကဘတ်တေခူလေမတ်ကဘတ်တေခူလေမတ်ဆန်ကဘတ်တေခူလေနိုင်ကဘတ်တေခူရာစာအိမတ်ကဘတ်တေခူရာစာအိမတ်ဆန်ကဘတ်တေခူရာစာဝနိုင်ကဒီမှာဆိုရင်ဘတ်ပေလို့ရမလားဘတ်ပေးလို့ရမလားဆိုပြီးကိုကတောင်းဆိုခြင်းတဲ့အချိန်လေးမှာတရားဥစီကအကူအညီတောင်းခြင်းတဲ့အချိန်မှာဆိုရင်ဘတ်တေဣဒါဒါခဲမတ်ကာဆိုပြီးတော့သုံးပါတယ်အဲ့ဒါကိုမှပြန်ပြီးတော့ကိုကအရှိကမတ်ကာမဆန်ကာနိုင်ကာဆိုပြီးတော့လည်းသုံးလို့ရပါတယ်